Manchester United တင်ကအာဆင်နယ်အသင်းရဲ့အသက်19နှစ်အရွယ်ကစားသမားလေး Lewis Kelly ကိုခေါ်ယူဖို့တရားဝင်စုံစမ်းမှုတွေစတင်ပြုလုပ်နေပြီလို့ဗြိတိန်အခြေစိုက်နာမည်ကြီးသတင်းဌာနဖြစ်တဲ့ The Independent ကအခိုင်အမာဖော်ပြလာပါတယ်။ Man U တင်က Lewis Kelly ကိုအခုလိုအပူတပြင်းလိုရှိနေရတဲ့အကြောင်းအရာတော့လက်ရှိမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ဘယ်နောက်ခံလူလွတ်လျှော်နေရအတွက်ရေရှည်စားထိုးဖို့နဲ့ကွင်းလက်ဖြတ်နေရမှာပါကစားနိုင်တဲ့အရေးချင်းကြောင့်ဖြစ်ပါတယ်။ဒီပြမိုက်ကယ်ကာဗရစ်က Lewis Kelly ကလွတ်လျှော်နေရမှာအကောင်းဆုံးထောက်ပံ့ပေးနိုင်မဲ့နောက်ခံလူပြရှုမြင်ပြီးတော့ခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းလူငယ်ကစားသမား Lewis Kelly အာဆင်နယ်ကနေထွက်ခွာခြင်းရတဲ့အကြောင်းရင်းရှိနေပါတယ်။အဲ့ဒါကတော့အာဆင်နယ်တို့ခေါ်ယူဖို့နီးစပ်နေတဲ့ Newcastle ကွင်းလက်လူ Bruno Guimaraes ကြောင့်ဖြစ်ပါတယ်။ Guimaraes တာရောက်ရှိလာပါကပထမအသင်းမှာသူရရှိမဲ့ပွဲထွက်ခွင့်အားတတိတတာပုံမနေပါသွားနိုင်တာကြောင့်အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့ရလည်းဖြစ်ပါတယ်။ဒါ့အပြင်အာဆင်နယ်အသင်းဘက်ကလည်း Real Madrid အသင်းရဲ့ Superstar Vinicius Junior ကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့အတွက်ဝေကြေးမြောက်များလိုအပ်နေပါတယ်။ဒါကြောင့်အာဆင်နယ်ကအသုံးစရိတ်မျှတအောင်ချိန်ညှိဖို့အတွက်ဒီလူငယ်ကစားသမား Lewis Kelly ကို Manchester United အသင်းထံကိုရောင်းချဖို့စဉ်းစားသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ပြည်သက်ကြီးတင်နဲ့ရော Man U အသင်းက Lewis Kelly ကိုခေါ်ယူတင်တယ်လို့ထင်ပါသလား။အာဆင်နယ်အသင်းကရော Vinicius ကိုခေါ်ယူဖို့အတွက်ဒီလူငယ်အနာဂတ်ကျယ်ပွင့်လေးကို Man U ထံလက်လွတ်တင်ပါသလား။ကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦး။